အားလုံးပဲမင်္ဂလာပါ cooking game ကနေပြီးကြိုဆိုပါရစေဒီနေ့တော့ဘာတွေချက်ပြမလဲဆိုတော့ကိတ်မုတ်လေးချက်ပြပါမယ်ကိတ်မုတ်ကိုအဲ့ဒီဒါနဲ့လှိမ့်လိုက်ပါတယ်ဟုတ်ပါတယ်လှိမ့်ပါတယ်လှိမ့်ပြီးတော့ကြားပါပြီကြားလေးလှိမ့်ပါမယ်ပြီးရင်ဒါနဲ့ခွဲချလိုက်ပါမယ်ဒါနဲ့ခွဲပြီးကြောက်ကိုခွာပါမယ်ကြောက်ကိုခွဲလိုက်ပါမယ်နှလုံးခွဲပါမယ်ကြောက်ခွဲပြီးရင်ဂျုံမှုတ်ကိုနည်းလေးဖြူလိုက်ပါမယ်ဂျုံမှုတ်ဖြူသွားပြီဆိုရင်တော့တရားလေးထည့်ပါမယ်တရားကိုပူလိုက်လောက်ထည့်ပါမယ်တရားပူလိုက်လောက်ထည့်ပါရင်ဝေးပါမယ်ပြီးရင်လောင်းထည့်လိုက်ပါမယ်ပုံစံခွက်လေးကိုပြီးရင်ပေါင်းဝင်ထည့်မယ်မိုက်ခရိုဝေ့တာပေါင်းတော့ထည့်လိုက်ပေါင်းမရအောင်ကိတ်မရတာပါပြီပြီးရင်ရိုးတော့ပါမယ်ပြီးရင်ဒါနဲ့စိတ်ပါမယ်စိတ်ဝိုင်းရင်အပေါ်ကနေပြီးတော့ပုတ်ချလိုက်ပါမယ်ပေါ်နေအုပ်ပြီးသွားပြီဆိုရင်တော့နောက် decoration တွေထည့်ပါမယ်ကောင်းမလေးပုံထည့်လိုက်မယ်မင်းသီးပုံလေးထည့်သွားရင်ခေါင်းဝင်လုံးမယ်ယူလေးတက်မယ်ပြီးရင် strawberry ထည့်မယ်ပြီးရင်ယူထည့်မယ်ပြီးရင်ဖန်ပေါင်းနဲ့အုပ်လိုက်မယ်ပြီးရင်ဖဲပြားယူပါမယ်ဒါလေးလားပြီးရင်ဓာတ်ပုံရိုက်ပါမယ်နောက်ပါရင်ထည့်ပါမယ်တခုရပြီးချက်တခုရပြီးချက်ကိုရေထည့်ပါမယ်အိုးတယ်ကိုတပြားတဲ့ကိုရေထည့်မယ်ရေထည့်ဖို့ရင်မီးဖွင့်မယ်ပြီးတော့ရင်ဒီဘွဲလက်ထည့်မယ်ဒီဘွဲလက်ကိုပြုတ်လိုက်ပါမယ်ပြီးပိတ်လိုက်မယ်ပြီးဓာတ်နဲ့ပြီးပါမယ်ဒီဘွဲကိုဓာတ်နဲ့ပြီးမယ်တစ်စိတ်နှစ်စိတ်သုံးစိတ်လေးစိတ်ငါးစိတ်စိတ်ကြတော့ပြီးရင်မဟုတ်ကလေးတို့ခွက်တယ်ကိုထည့်မယ်စီလားမသိစီလည်းနည်းနည်းတော့စီတော့မယ်တစ်ခုနှစ်ခုသုံးခုပြီးနည်းနည်းလိုသေးတယ်ထည့်မယ်၄ခု၅ခု6ခုစီတော့သွားပြီဆိုရင်ခုနကအနှစ်ရည်တွေကိုစကားနဲ့ထည့်ပါမယ်။လိုက်တော့ကြော့နဲ့လား။ကြော့နဲ့ထည့်ပါမယ်။၅ခု6ခုအဲ့ထည့်သွားရင်တော့အစာပလာတွေထည့်ပါမယ်။ဘာကြီးလဲမသိဘူး။အဲ့ဒါထည့်ပါမယ်။ပြောင်းလို့လို့ဘာကြီးလို့လဲ။ဘာကြီးလဲထည့်လိုက်တယ်။6ခုလုံးမှထည့်လိုက်ပါမယ်။ထည့်သွားရင်ခုနကတော့ပြုတ်ခဲ့တယ်ရေပွဲလက်တွေကိုထည့်ပါမယ်ထည့်ပွားရင်အညီတုံးနှစ်တုံးထည့်ပါမယ်ပန်းရောင်အသားကြီးနဲ့တူတယ်ပြီးခုနကတော့မုတ်လေးတွေကိုပြန်ထည့်ပါမယ်ပြီးသွားရင်တော့လုံးလေးဖြုတ်ရပါပြီပြီးဒုံးနဲ့ကြော်ပါမယ်ရောင်လေးနည်းနည်းလေးရွှေကိုရောင်ဖြစ်လာပါပြီရွှေရောင်လေးတန်းလာပါပြီနှစ်ချက်လောက်လှိမ့်လိုက်ရွှေရောင်တန်းသွားပါတယ်ပြီးပိတ်ပါမယ်ဟုတ်ပြီးရင်ပကံမှာထည့်ပါမယ်ပလေတင်လုပ်သွားရင်ဝါးလေးဘာလုံးစမ်းလိုက်ပါမယ်ယူလေးထည့်လိုက်ပါမရောနဲ့လားဘာလုံးချိလားပြောပါပြီပြီးရင်ဓာတ်ပုတ်ရပါမယ်ဓာတ်ပုတ်ရပြီနဲ့ဓာတ်ပုတ်ရပြီ
ကဲပုံလေးတော့ပြပါပါပြီဟင်းတော့ချက်ပြပါပြီဒါပဲ